ဘာလို့အစင်မပြေဖြစ်နေရင်ဒီဗီဒီယိုကိုကြည့်လိုက်ပါကန်ဆာတာအောက်ဆုံးထိကျနေတယ်လို့ခံစားရပြီးစိတ်ထဲကျနေပါပြီလားစိတ်မပူပါနဲ့အောင်တင်းရဲ့ပိတ်ဆို့နေတဲ့ကန်လန်းတွေကိုပြန်ပွင့်သွားစေမယ့်လက်တွေကြရဲ့လှုပ်ဝက်ချက်၃ချက်ရှိပါတယ်တကယ်တော့ကန်ဆာတာညှိုးမိန်တယ်ဆိုတာစိတ်တွေကျဆင်းပြီးအစိုးညင်စိတ်တွေပတ်ဝန်းကျင်မှာတည်နှံ့နေလို့ပါမိမိရဲ့ကန်လန်းတွေကိုချက်ချင်းပြန်ပွင့်သွားစေပြီးအဆင်ပြေချုံးမွေးလာစေမယ့်နည်းလမ်း၃ခုကတော့နံပါတ်1အန်ဒရအမိုင်ဟောင်းများနဲ့မတုံးတိပစ္စည်းများဆုံးဖြတ်ပါအိမ်ရဲ့အရှင်းညနာစာဒါမှမဟုတ်အိမ်ခန်းထဲမှာအဝတ်အစားအဟောင်းတွေဖနက်အဟောင်းတွေကွဲအပ်နေတဲ့ပစ္စည်းတွေရှိနေရင်ကမ်းပိတ်တတ်ပါတယ်အများဆုံးရှင်းလင်းပြပြီးအခန်းကိုလေဝင်လေးထပ်ကောင်းအောင်လုပ်ပေးခြင်းကကံကောင်းချက်တွေကိုလောင်းခွင့်ပေးတာပါပဲနံပါတ်2တက်ရှိတဲ့တော်ဝါလေးများကိုအစာကျွေးပြီးအမျှဝေပါဘာလို့အဆင်မပြေဖြစ်နေတဲ့အချိန်မျိုးမှာငါကလေးတွေငါးလေးတွေဒါမှမဟုတ်လမ်းဘေးကကွေးကြောင်လေးတွေကိုတက်နိုင်တဲ့လောက်အစာကျွေးပြီးအမျှအတန်းပေးဝေလိုက်ပါဒါဟာမိမိရဲ့ကန်ဆာတာကိုချက်ချင်းမြင့်တင်ပေးနိုင်တဲ့အစွမ်းထက်ဆုံးရည်တရားတစ်ခုပါပဲနံပါတ်3စိတ်ကိုပေါ်ပါအောင်ရင်ထားပါငါတော့အဆင်မပြေခြင်းမှုဆိုတဲ့စကားကိုလုံးဝမပြောပါနဲ့စိတ်ညစ်စရာတွေကြုံတွေ့လာတိုင်းအသက်ကိုကြီးကြီးရှုပြီးအရာရာအဆင်ပြေသွားလိမ့်မယ်လို့ကိုယုံကြည်မှုကျင်တွင်ပေးပါကံတရားဆိုတာကိုယ့်ရဲ့စိတ်နေစိတ်ထားနဲ့အကျိုးအမူတွေပေါ်မှာအများကြီးမူတည်ပါတယ်အခုတလောဘာလို့အဆင်မပြေဖြစ်နေတဲ့ဆိုဒီနည်းလမ်းလေးတွေကိုလှုပ်ဆောင်ကြည့်ပါနော်